Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ vlog မြန်မာ channel ကြီးပြန်လည်ကြိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ celebration update မှာ summer token ကိုဘယ်လိုယူရမလဲဆိုတော့ပြောပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ video intro လေးပြီးရင်စရအောင် Bring it up again. But everyone I know, they're afraid of their own skin. With nothing left to show. We're afraid of where we've been.ဆိုတော့ကျွန်တော်တို့မှာဦးဆုံး celebration event ကိုသွားဖို့အတွက် custom online စီးမှာရှိရဲ့ celebration teleporter ဆိုတဲ့ NPC မှာစကားသွားပြောမှဖြစ်ပါတယ်ဘရိုက event ကိုရောက်ပြီဆိုတာနဲ့ Red Family နဲ့ Red Army ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဘရိုကကြိုက်တဲ့တင်းတစ်ခုကိုယူလို့ရပြီးတော့ကျွန်တော်တော့ Red Family ကိုယူလိုက်ပါမယ်ကျွန်တော်တို့ Summer Token ယူဖို့အတွက်ဆိုရင်တော့ Boss တက်လာရဲ့ PV ချလာရဲ့ငားညားလာရဲ့တပ်ပင်ကောက်ွယ်လာဆိုပြီးတော့လီနန်းလေးညှို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံး Boss ကိုတက်တာကနေစလိုက်ကြရအောင်အခုဆိုရင် bro ကဒီစာတန်းနဲ့အတူ trailer လေးကပါတယ်ဒီ boss ကိုပါတွေ့ရမှာဖြစ်ပါတယ်အဲဒီ boss က7 minute ကိုတစ်ခါစပွန်းတက်ပါတယ် level က3000လေးရှိတဲ့အပြင်ဟိုမှာသူ့ကိုတက်လိုက်လို့ရှိရင် Summer Token ကအခု100ကျော်ရနိုင်ပါတယ်ဒါအပြင်တခြား NPC တွေပါစပွန်းတက်တာကြောင့်မို့လို့ bro ကအနည်းဆုံးတော့200လောက်လို့ရနိုင်ပါတယ်ဘောက star နဲ့ခတ်တယ်လို့စိုးတာ PV ဇုံထဲမှာရောက်နေတော့တခြား player တွေကတိုက်ခိုက်ခြင်းမှာခံရပါတယ် boss တွေကဒီနေရာမှာပဲစပွန်းလာကြည့်ပြီးတော့နှစ်ကောင်စပွန်းပါတယ်နောက်တဲ့ boss ကတော့ trailer လေးကပါတယ် paint boss ဖြစ်ပါတယ်အဲ boss စပွန်းလို့ရှိရင်ဒီစာတန်းပေါ်လာကြည့်ပြီးတော့ star နဲ့ခတ်တယ်လို့ level ကနေမသိရပါဘူးဒါအရင်တွေးရပါနှစ်ထပ်ရှိရပါAirboss ကိုတက်လိုက်ရင် Summer Token ကအခု100ကျော်ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်နီးနန်းတစ်ခုတည်းတဲ့ PB ချတာကိုတွားလိုက်ကြရအောင်အရင်ဆုံး bro က PB ချဖို့အတွက်ဒီနေရာကိုလာမှဖြစ်ပါတယ်ပြီးလို့ရှိရင်တော့တင်း1နဲ့တင်း2ရှိမှကြည့်ပြီးတော့ကြိုက်တဲ့နေရာကိုဝင်လို့ရပါတယ်တယောက်တည်းတက်ရတာမဟုတ်ဘဲနဲ့အတင်းလိုက်တက်ရတာမို့လို့ပို့ပြီးတော့လွယ်ကူပါတယ်2 vs 2ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတင်းမိတ်ကကောင်းဖို့လည်းလိုအပ်ပါတယ်တိုက်ဖို့အချိန်က2မိနစ်ပဲပြီးထားတဲ့အတွက်ကြောင့်မို့လို့ညဉ့်လို့လည်းလိုအပ်ပါတယ် bro က PB မှာနိုင်ဝင်လို့ရှိရင်ပထမဆုံးအနေနဲ့ Summer Token အခု100ရမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခါတော့ Summer Token ရဲ့ပြန်မရတော့ပါဘူးသူကတနာရီကိုတစ်ခါ PV ချမှာ Summer Token အခု100ပြီးမှဖြစ်ပါတယ်ရှုံးသွားရင်တော့ဘာမှမရပါဘူးဒါပေမဲ့ဘရိုကမနိုင်မချင်းထပ် try လို့ရပါသေးတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်နီးနန်းတစ်ခုဖြစ်တဲ့ငားညားတာကိုတွားကြည့်ကြရအောင်ငားညားလို့အတွက်ဆိုရင်တော့ဘရိုက dimension တစ်ခုကိုတွားမှာဖြစ်ပါတယ်ကျွန်တော် Red Family အသိရဆိုတော့ကျွန်တော်ရဲ့ dimension ကိုတွားလိုက်ပါမယ်ပြီးရင်ဘရိုကစမ်းကြောက်ကိုတပတ်ပတ်ကြည့်ရမှာပါအဲ့လို bro ပတ်ကြည့်နေနေဒီလိုအတရားအောင်ကွက်လေးတွေးပြီးဆိုရင်အဲ့ဒီနေရာမှာငါးညားပေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာ bro ကငါ့ကိုယူရတော့မယ်ဆိုရင်တမ်းယူပါနဲ့အဲ့ဒီအတန်းထဲမှာ chest ပုံစံပေါ်လာတဲ့အထိစောင့်ပြီးတော့အဲ့ဒါကိုယူပါပြီးမှ fish ကိုယူလိုက်ပါအဲ့လိုနီးနေဆိုရင် bro က chest ကိုအញ្ញမ်းရမှာဖြစ်ပြီးတော့ chest ပွင့်ပြီးတော့လည်း Summer Token တွေယူလို့ရပါတယ်ပြီးတော့အဲ့ဒီအတရားအောင်ကွက်တွေကတနေရာတိုင်းမှာပဲစပွန်းတာမဟုတ်ဘဲနဲ့နေရာတိုင်းမှာစပွန်းတတ်ပါတယ်အချိန်အကန့်အသတ်မရှိစပွန်းတတ်ပါတယ်ဒါမင်းရှင်တစ်ခုစလုံးမှာစပွန်းတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့လည်းလွယ်ကူပါတယ်ဒါအပြင် only dimension ဘက်မှာဆိုရင်အနီအောင်ဝဲကတက်ပါရှိပြီးတော့အဲ့ဒီဟာ fight ရတာတဲ့ငါးတွေကိုတင်အောင်ပြီးတော့ Summer Token တွေမှာယူလို့ရပါတယ်ပြောမယ်ဆိုရင် only dimension ကကျွန်တော်တို့နေတဲ့အတွက်ငါးညကိုအသင့်တော်ဆုံးဖြစ်ပါတယ်အဲ့လိုအတရားအောင်ကဝဲကလက်တရားနဲ့အငြင်းတန်းစပွန်းတက်ပါတယ်ကျွန်တော်တော့ဒီနီးနန်းလေးခုထဲမှာငါးညတာကိုပို့ပြီးတော့ကြိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့နောက်ဆုံးနီးနန်းတစ်ခုဖြစ်တဲ့ကိုယ့်အပင်တွေကိုရန်သူတွေစီအကားကွယ်တဲ့အပိုင်းအောင်တွားကြည့်လိုက်ကြရအောင်ဒါကကျွန်တော်ပြောတဲ့အပင်ဖြစ်ပါတယ် developer တွေကဒီလိုမျိုးအပင်တွေကိုတမင်တက်ထားခဲ့တာမဟုတ်ဆိုတော့ကျွန်တော်တို့ဒီ event မှာသိလိုက်ရပြီဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ bro ရဲ့ dimension ကိုမဝင်ခင် Red Family regular ဆိုပြီးတော့ NPC ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာ bro ကြည့်ရမှာကအဲ့ဒီ NPC ပေါ်မှာတိုင်မှာမပေါဘူးဆိုရင်အဲ့လိုမျိုးတခြား dimension ဘက်မှာရှိရဲ့ NPC ကိုသွားကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီ NPC မှာရှိလို့ရှိရင်သူ့ dimension ဘက်ကအတိုက်ခံရမှာဖြစ်ပါတယ်အကယ်ကျွန်တော်ဘက်မှာရှိနေခဲ့ရင်ကျွန်တော်ဘက်ကအတိုက်ခံရမှာဖြစ်ပါတယ်အတိုက်ခံရမှာတခြားမဟုတ်ပါဘူးအဲ့ဒီ spirit tree တွေပါအခုဆိုရင်တော့သူတို့တွေကကျွန်တော်တို့ရဲ့တပ်ပင်ကိုလာတိုက်ခိုက်နေကြပြီးတော့ကျွန်တော်တို့ကကောက်ွယ်ပေးရမှာဖြစ်ပါတယ်အပေါ်မှာညင်ရတဲ့အတိုင်းပဲခင်းရောင်ဘားတဲ့နဲ့အနီရောင်ဘားတဲ့အောင်တွေ့ရမှာဖြစ်ပါတယ်ခ
င်းအောင်ပါတဲ့ဟာတော့ကိုတပင်အတူးကြည့်ပါတယ်အမြင်အောင်ပါတဲ့ဟာတော့ enemy ဘယ်လောက်ကြံနေရဆိုတော့ရင်ညွှန်းလာကြည့်ပါတယ် enemy တွေကကျွန်တော်တို့စီကို round 3 round နဲ့တိုက်မှာကြည့်ပါတယ်ပထမ round နဲ့ဒုတိယ round ကတော့အလောက်မခက်ဘူးဆိုရင်တတိယ round မှာတော့ဗုဒ္ဓ boss တွေပါလာပါတယ်အဲ့ဒီ boss တွေက level 9000တိရှိပြီးတော့တာလာတော်အာရုံနောက်စရာကောင်းပါတယ်ဘရိုက enemy ကိုတိုက်နိုင်ဖို့အချိန်9မိနစ်ရမှကြည့်ပြီးတော့နိုင်တော့လို့ရှိရင်စမ်းမတိုကင်အခု900ရမှကြည့်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီဟာတိုက်ပြီးတော့မမိုက်ပါဘာကြောင့်လဲဆိုတော့အချိန်အကြာကြီးစောင့်ရလို့ပါဘရိုကအဲ့ဒီအချက်လေးချက်ကိုသိသွားရဆိုတာနဲ့ပါတီကချောက်စပြီးတော့ roll လို့ရပါတယ်ဘရိုကပါတီကချောက်စပြီးတော့ roll ဖို့အတွက်စမ်းမတိုကင်အခု900လိုအပ်ပါတယ်ဒီကချာမှာဆိုရင် dimension တစ်ခုမှာပါတဲ့ item တွေအကုန်လုံးနဲ့ပါဝင်ပါတယ်ဒါအပြင် new skin နဲ့ပါဝင်ပါတယ်ပြီးတော့အခုတွေ့နေရတဲ့ accessory အသစ်တူနဲ့ပါပါတယ်ဘရိုက2နာရီမှတစ်ခါပဲ roll လို့ရမှာဖြစ်ပါတယ်ဘရိုကအဲ့ဒီ accessory item တွေ roll မိပြီဆိုရင်တစ်ခါ free roll ဝင်ပေးပါတယ်ပြီးတော့ကျွန်တော်ခုနကပြောခဲ့တဲ့နောက်ဆုံးချက်ကိုပြီးအောင်လုပ်နိုင်ခဲ့ရင်လည်းတစ်ခါ free roll ဝင်ပေးပါတယ်ဆိုတော့ video လေးကိုဆုံးဖြတ်ကြည့်ပြအတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye